မင်္ဂလာပါရှင်ဒီနေ့မှာမိတ်ဆက်ပေးချင်တာကတော့အောင်မြင်မှုဆော်လုပ်ရေးကပုံစံတူလေးလုံးမြောက်အောင်မြင်ပြီးစီးခဲ့တဲ့အိမ်လေးတစ်လုံးပါထန်းတပင်မျိုးနဲ့ရေဖြူကြီးရွာဒီနေရာကလေတာရတယ်နေထိုင်ဖို့အေးချမ်းပါတယ်နော်မနက်မိုးလင်းတိုင်းကားဟွန်းတန်မကြားရဘူးတဘာဝလေတံပဲကြားရပါတယ်ပြတင်းပေါက်ဖွင့်လိုက်တာနဲ့လေကွင်းပြင်ရဲ့လေငင်းတဲ့စိတ်ထဲအေးမြသွားစေမယ်မြို့ပါလို့မီးကိုဖုံမုံမရှိဘူးရှူလိုက်တိုင်းလေကဆင်ကျဲနေတာကိုခံစားရစေမယ်အိမ်လေးပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးတဲ့အဆောက်အဦ area က25ပေ42ပေပါမိသားစုအသုံးပြုဖို့အလွန်ကိုအဆင်ပြေတဲ့အရွယ်အစားဖြစ်ပါတယ်ရှင် RCC building ဖြစ်တဲ့အတွက်ခိုင်မာမှုအပိုင်းမှာတော့စိတ်ပူစရာမလိုအောင်စံချင်းစံညွန်းနဲ့စောက်ထားပါတယ်ရှင်အိတ်ခမ်း3ခန်းမှာရိုးရိုးအိတ်ခမ်းက2ခန်း master အိတ်ခမ်းက3ခန်းနဲ့မိသားစုအတွက်အပိုင်းခွဲထားတာလဲစနစ်တကျပါတယ်အိမ်သာရေချိုးခန်း10ပေ9ပေအပြင်ထုတ်ထားပြီးတန့်ရှင်းမှုအသုံးပြုမှုပိုကောင်းအောင်ဒီဇိုင်းလုပ်ထားပါတယ်တကားသတိပေါက်အောင်လုံးကြီးပေါင်ပြင်းကတို့နဲ့တကားရွက်ကိုကျွန်းသားအသုံးပြုထားခြင်းသတိပေါက်တိုင်းမှာတန်ပန်းသက်ဆင်ထားခြင်းကြောင့်လုံခြုံမှုနဲ့အလှအပနှစ်ခုလုံးရစီမှာဖြစ်ပါတယ်ရှင်စတီးပါကြတကားပဝင်လို့အိမ်ရှင်စိတ်လည်းအေးချမ်းပါတယ်ရေမီစေမျက်နှာချက်ကြွေပြားပါကီအားလုံးအပီးစည်းကိုမှပိုက်ဆံအိတ်ကိုကင်ပြီးတက်နေယူမှာပဲရှင်ဒီအရေးသွေးဒီအပီးစည်းနေကိုမှတန်ဖိုးငွေ7,400နဲ့တိဆောက်ပေးထားတာပါရှင်အောင်မြင်မှုဆောက်လုပ်ရေးအနည်းနဲ့ပုံစံတူအိမ်ကိုလေးလုံးမြောက်အောင်စောင့်နိုင်တာယုံကြည်မှုမရှိရင်မဖြစ်နိုင်ပါဘူးနော်အိမ်တစ်လုံးအနာဂတ်တစ်ခုအောင်မြင်မှုနဲ့အတူစောင့်ကြပါစို့ရှင်